နေ့ကတော့ဖိုင်နေတနေရာနဲ့တနေရာချိန်နဲ့အချိန်ပါပေါ့နော်ပုံတွေက extra file နဲ့ထည့်ထားတဲ့ပုံတွေကမပါလာတာတို့ဒါမှမဟုတ်ဖြတ်မိသွားတာတို့အဲ့လိုမရှိတော့ဘူးအဲ့ဒါဖိုင်လန်းချောင်းပြန်ပြီးတော့မှဒီပုံတွေမှာပြန်ပြီးတော့စာထုတ်ထည့်မယ်ပေါ့နော်အဲ့လေးပြပြပေးတော့မယ်ပုံမှန်ဆိုတော့ဒီ extra file ကိုတပုံချင်းစီထည့်ပြီးတော့မှတရွက်နှစ်ရွက်ပဲဆိုလို့ရှိရင်တော့တစ်ရှိနဲ့ရှိပဲဆိုရင်တော့တပုံနှစ်ပုံကတော့ဒီတိုင်းထည့်လို့ရရပေါ့နော်ရှစ်တွေအများကြီးထုတ်ရမယ်ဆိုတဲ့အခါကျလို့ရှိရင်ကျတော့အချိန်အရင်ပေးရတယ်ပေါ့အဲဒါကြောင့်မလို့ဒါလေးပြပြပေးတော့မယ်ဒါလေးရပြလို့ရတယ်ဆိုတော့ဒီဆောင် extra file ခေါ်လိုက်မယ် xif ဆိုပြီးဒီလို extra file လေးကြာလာရပါတော့အဲကြာလို့ရှိရင်ဒီနေရာမှာ drawing ဖြစ်နေပါတော့အဲ့ဒါကို attach image ဆိုတဲ့ဟာလေးကိုနှိပ်မယ်အဲ့ပြီး image box 2 box လေးကြာလာအဲ့ဒါလေးပြန်ပေးလိုက်ပါတော့ပြီးရင်ကိုလိုချင်တဲ့ပုံလေးကို select လုပ်မယ်အဲ့ပြီးဒီဘက်မှာ selection ဝင်နေတဲ့ပုံလေးကိုလိုက်ရှာမယ်ပေါ့နော် selection ဝင်နေတဲ့ဟာလေးလိုက်ရှာမယ်ဒီမှာ image ဆိုတဲ့ဟာလေး selection ဝင်နေအောင်နော်အဲ့လေး right click ထောက်ပြီးတော့select new path ဆိုတဲ့ထည့်ရောက်သွားမယ်အဲ့ပြီးလို့ရှိရင်ကိုထည့်ခြင်းတဲ့ပုံရဲ့လမ်းကြောင်းရှိနေအောင်နော်အဲ့ဒါလေးကိုတွားပြီးတော့မှကိုထည့်ခြင်းတဲ့ပုံလေးကိုရေးပြီးလို့ရှိရင် open ဆိုပြီးနေလိုက်ရပါတယ်ဒီကကျတော့သူကအခြားရှိဒီမှာပါအကုန်လုံးပုံရပြည့်နေပါတော့အဲ့မှာရှိတဲ့ပုံလို့ဖိတ်ထားတဲ့ပုံလေးကိုထည့်မှာလားပေါ့အဲ့လိုမျိုးပြောပါအဲ့ဒါဆို yes ဆိုပြီးတော့လုပ်လိုက်ရင်ဒီလိုလေးရပါမယ်အဲ့ဆိုလို့ရှိရင်တော့ဒီဘက်မှာလည်းအကုန်လုံးပေါ်ပြီပေါ့နော်ဒီနေ့အတွက် extra file ပုံရဲ့လမ်းကြောင်းလေးအတစ်ပြန်ထည့်ရလိမ့်ရပါပြီ